ဒီဖျားเจ้าဟာထိုင်းနိုင်ငံတောင်ပိုင်းဆူလက်ဌာနီခရိုင်မှာတည်ရှိတဲ့အလွန်လှပပြီးငင်းကျန်းတဲ့ဗုဒ္ဓဘာသာဆိုင်ရာပန်းဖြေဥယျာဉ်နဲ့တရားရေးတာတစ်ခုဖြစ်ပါတယ်ဒီနေရာရဲ့အထင်ရှားဆုံးသင်္ကေတကတော့ဖျားเจ้าဝင်မှုဦးဖြစ်ပါတယ်ကိုထပ်ပါတဲ့ရှေးဟောင်းလက်ရာမုတ်ဦးတစ်ခုဖြစ်ပြီးမနက်ခင်းနေထွက်ချိန်မှာနေအောင်ကြီးကမုတ်ဦးအပေါက်ထဲကိုကွက်တိကျရောက်တာကြောင့်ဓာတ်ပုံဆရာတွေနဲ့ခီးသွားတွေကြားမှာအရန်နာမည်ကြီးပါတယ်နေထွက်ချိန်မှာရွှေရောင်လွှမ်းနေတဲ့မြင်ကွင်းကနှက်ပုံနန်းတစ်ခုလိုခံစားရစေပါတယ်ဦးရဒီအတွင်းမှာထုံးကြောက်တောင်တန်းတွေရှိပြီးတောင်ထိပ်တစ်ခုချင်းစီပေါ်မှာဇေဒီတော်6ဆူတည်ထားပါတယ်ပင်လယ်ရေမျက်နှာပြင်ထက်မီတာ300ခန့်မြင့်တဲ့တောင်ထိပ်ပေါ်မှာတည်ရှိပြီးဖျားရှင်ရဲ့တက်တော်များကိုထပ်ပနာထားပါတယ်ဇေဒီတော်တွေဟာရွှေရောင်အဖြူရောင်စသဖြင့်ပုံစံမျိုးမျိုးရှိပြီးတောင်ပေါ်ကနေကြည့်ရင်ပတ်ဝန်းကျင်ကတဘာဝတောတောင်အလှအပတွေကိုတဝကြီးမြင်တွေ့နိုင်ပါတယ်ဒီနေရာဟာ1980ခုနှစ်ဝန်းကျင်ကကွန်မြူနစ်လှုပ်ရှားမှုတွေရှိခဲ့တဲ့နယ်မြေဖြစ်ခဲ့ပူပါတယ်။နောက်ပိုင်းမှာ Fra John Pray လို့ခေါ်တဲ့ဆရာတော်ကြီးနဲ့ဒေသခံရွာသားတွေစုပေါင်းပြီးဝိပဿနာတရားကျင့်ကြံမှုနဲ့ငြိမ်းချမ်းတဲ့ဓမ္မဥယျာဉ်အဖြစ်ပြောင်းလဲတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။